မင်္ဂလာပါမိတ်ဆွေတို့ရဲ့စိတ်ပိုင်းဆိုင်ရာငွေကြေးပိုင်းဆိုင်ရာတွေကိုတထောင်တနေရာကနေပံ့ပိုးပေးတဲ့ကက်နဲ့စာအုပ် accessory လေးတွေကိုတနေရာနဲ့ထားပေးတဲ့ချူရနာလုပ်ငန်းစုပဲဖြစ်ပါတယ်ဒါဆိုရင်ညီတို့တွန်တိန်မျိုးကွန်းချန်ကုန်းဘက်ကိုပို့ပေးရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်မပို့ခင်မှာဘာလေးယူသွားလဲဆိုတာလေးကိုတစ်ချက်ပြပေးပါမယ်ဒါဆိုရင်ညီတို့မြမလို့ရေးထားတဲ့ဒီ terror တွေကလူကျင်နေဆိုရင်တော့ဒီကက်လေးရပါမယ်ဒါကတော့ညီတို့ဒီမှာ major minor 88ကက်ဒီမှာဆိုရင်လေညီတို့ဒီမှာ major minor 88ကက်တာတော့အခင်းလေးနဲ့တူတူတွဲပြီးတော့လာတဲ့ဒီလို package လေးရှိပါမယ်ဒီ package ကဆိုရင်ညီတို့ကိုကတခြားကက်တွေနဲ့တမူထူးခြားစွာနဲ့သုံးကျင်တဲ့သူတွေကင်ကျင်တဲ့သူတွေဆိုရင်တော့ဒီကက်ထုတ်လေးရှိပါမယ်လက်ဆောင်ပေးကျင်တာပဲဖြစ်ဖြစ်ကိုတိုင်းကက်အပြောင်းလဲအနေနဲ့ဟောကျင်တာပဲဖြစ်ဖြစ်ဒါလေးကိုရှိပါမယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ကက်ရဲ့ quality ကက်စားအဆင်ပြေတယ်။ဒါကြောင့်သူစည်းသူဟာလေးနဲ့တော်တော်လေးအဆင်ပြေတဲ့အနေအထားတစ်ခုကိုရှိပါတယ်ဆိုတာလေးကိုပြောကြရင်အခုလိုကြည့်ရှုပေးသူတအုပ်တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်။မိတ်ဆွေတို့ဘာလေးတွေလိုချင်လဲဘာလေးတွေရချင်လဲဒါလေးတွေကကစား comment ပေါက်မှာရေးထားပေးလို့ရပါတယ်။အဓိကတော့ကိုလိုချင်တဲ့ဟာလေးတွေကို screenshot ရိုက်ပြီးတော့လာမေးပေးခြင်းလာမှာပေးခြင်းအပြင်ကူညီပေးပါဆိုပြီးပြောချင်ပါတယ်။ဒါကတော့နောက်ထပ်ပို့ရမယ်ပါဆယ်လေးပဲဖြစ်ပါတယ်။အရင်တစ်ခေါက်ကနောက်တစ်မျိုးအရင်တစ်ခေါက်ကတစ်မျိုးအားပေးထားရပေါ့နော်ဒါလေးကနောက်ထပ်တစ်မျိုးလေးပဲဖြစ်ပါတယ်ဆိုတာလေးကိုပြောကြရင်ဘိုင်ဘိုင်နောက် view တွေမှာအများကြီးပြန်ဆုံတွေ့ပါမယ်